တရုတ်နိုင်ငံကကမ္ဘာအကြီးဆုံးဆည်တွေကိုဘာကြောင့်အလင်းမြန်တီးဆောင်နေရတာလဲမင်္ဂလာပါရှင်ထူးခြားဆက်ပြတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ကြည်ပါ channel လေးကနေကြိုဆိုလိုက်ပါတယ်လူသားသမိုင်းမှာအာဏာကိုထိန်းချုပ်ခဲ့တဲ့အရာတွေအများကြီးရှိခဲ့ပါတယ်တစ်ခေတ်တစ်ခါမှမြေတစ်ခါတရံမှာရွှေနောက်တစ်ခါမှဓာတ်ဆီနဲ့ဓာတ်ငွေတို့ကနိုင်ငံတွေကိုဩဇာအာဏာကြီးစေတဲ့အရာတွေပါဒါပေမဲ့အနာဂတ်မှာအရေးကြီးဆုံးအရေးမြစ်ကရေဖြစ်လာမယ်ဆိုတာလူအများမစင်စားမိသေးပါဘူး။ရေကိုတိတ်တဆိတ်နဲ့အကြီးဆုံးအတိုင်းအတာဖြစ်အောင်ထိန်းချုပ်နေတဲ့နိုင်ငံတစ်နိုင်ငံရှိပါတယ်။အဲ့ဒါကတော့တရုတ်နိုင်ငံဖြစ်ပါတယ်။လက်ရှိကမ္ဘာမှာအကြီးဆုံး Megadance Top List ကိုကြည့်လိုက်ရင်အံ့ဩစရာကောင်းတဲ့အချက်တစ်ချက်ရှိနေပါတယ်။ကမ္ဘာအကြီးဆုံးဆည်ကြီးလေးခုစလုံးကိုတရုတ်နိုင်ငံတစ်နိုင်ငံတည်းကပိုင်ဆိုင်ထားတာပါပထမဆုံးကတော့ Three Gorges Dam ဖြစ်ပါတယ်ဒီဆည်ဟာရန်စီမြစ်ပေါ်မှာတည်ရှိပြီးလျှပ်စစ်ထုတ်လုပ်နိုင်မှု22,500 မဂါဝတ်နဲ့ကမ္ဘာအကြီးဆုံးရေအားလျှပ်စစ်ဆည်ဖြစ်ပါတယ်ဒီဆည်ကြီးကိုတည်ဆောက်ဖို့အတွက်လူဦးရေ 1.3 တန်းကျော်ဟာပိုင်ဆိုင်ထားတဲ့မြေတွေအိမ်တွေကိုရွှေ့ပြောင်းပေးခဲ့ရပါတယ်ဒုတိယကတော့ဘာဟီတန်ဆည်ပါဒီဆည်ဟာကျင်းရှားမြစ်ပေါ်မှာတည်ရှိပြီးလျှပ်စစ်ထုတ်လုပ်နိုင်မှု16,000 မဂါဝတ်ရှိပါတယ်တတိယကရှီလိုဒူဆည်ဖြစ်ပြီးလျှပ်စစ်ဓာတ်အား13,860 မဂါဝတ်ထုတ်လုပ်နိုင်ပါတယ်စရုပ်ထားကတော့ဝူဒန်ဒေတန်ဖြစ်ပြီး1,200 မဂါဝတ်ထုတ်လုပ်နိုင်ပါတယ်ဒီဆည်ကြီးလေးခုကိုကြည်ချင်းအဖြစ်တရုတ်နိုင်ငံဟာရေအားလျှပ်စစ်အင်အားကိုကမ္ဘာအဆင့်မှာအပြည့်အဝပိုင်ဆိုင်ထားနိုင်တဲ့နိုင်ငံဖြစ်လာပြီဆိုတာမြင်ရပါတယ်ဒီဆည်ကြီးတွေကိုစောက်ရတဲ့အကြောင်းရင်းတွေကိုအာဏာပိုင်တွေကအလွန်ရိုးရှင်းစွာရှင်းပြပါတယ်ပထမအချက်ကလျှပ်စစ်စွမ်းအင်လိုအပ်မှုဖြစ်ပါတယ်လူဦးရေတန်းပေါင်းများစွာနဲ့စက်မှုစုံကြီးတွေမြို့ကြီးတွေကိုလဲပတ်ဖို့လျှပ်စစ်လိုအပ်ပါတယ်ဒုတိယအချက်ကရေကြီးရေလွှမ်းမိုးမှုထိန်းချုပ်ရေးဖြစ်ပါတယ်ရန်စီမြစ်ဟာသမိုင်းတလျှောက်ရေဘေးအန္တရာယ်ကြီးမားခဲ့တဲ့မြစ်တစ်စင်းပါဆည်ကြီးတွေကမိုးရာသီမှာရေကိုထိန်းသိမ်းထားပြီးရေလွှမ်းမိုးမှုကိုလျှော့ချနိုင်ပါတယ်တတိယချက်ကစိုက်ပျိုးရေးအတွက်ရေကိုတိုးလောင်ထားတာပါလူသန်း1000ကျော်အတွက်စပားတွေစိုက်ပျိုးတဲ့နေရာမှာရေအရင်းမြစ်ကိုထိန်းချုပ်နိုင်ဖို့မဖြစ်မနေလိုအပ်ပါတယ်ဒီအချက်တွေကိုကြည့်ရင်ဆည်ကြီးတွေဟာနိုင်ငံဖွံ့ဖြိုးရေးအတွက်အလွန်အရေးပါတဲ့စီမံကိန်းတွေလို့ထင်ရပါတယ်ဒါပေမဲ့ဇလန်းကဒီမှာမပြီးသေးပါဘူးဆည်ကြီးတစ်ခုဆောက်လိုက်တိုင်းအကျိုးကျေးဇူးတွေပဲရှိတာမဟုတ်ပဲဆိုးကျိုးတွေကလည်းရှိနေပါသေးတယ်။ဆင်မဖြစ်လာသေးခင်မှာအရင်ဆုံးခက်ခဲသူတွေကတာမန်ပြည်သူတွေပါ။ Three Gorges ဆည်တစ်ခုတည်းကြောင့်လူသန်းပေါင်းများစွာဟာမိမိနေထိုင်ခဲ့တဲ့ရွာမြို့ဘိုးဘေးမြေတွေကိုစွန့်လွတ်ခဲ့ရပါတယ်။ဒုတိယဆိုးကျိုးကသဘာဝပတ်ဝန်းကျင်ပျက်စီးမှုဖြစ်ပါတယ်။မြစ်ရဲ့သဘာဝစီစဉ်မှုပြောင်းလဲသွားတာကြောင့်ငါးမျိုးစိတ်များပြောက်ကွယ်ပြီးရေအောက်ဂေဟစနစ်တွေပျက်စီးလာပါတယ်။တတိယဆိုးကျိုးကအိမ်နီးချင်းနိုင်ငံတွေအပေါ်တက်ရောက်မှုဖြစ်ပါတယ်။မဲခေါင်မြစ်လိုနိုင်ငံများစွာကိုစီးဆင်းတဲ့မြစ်ပေါ်မှာဆည်ဆောက်လိုက်ရင်အောက်ပိုင်းနိုင်ငံတွေမှာရေရှားမှုလက်ရပျက်စီးမှုအသက်မွေးဝမ်းကြောင်းထိခိုက်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။နောက်ဆုံးအန္တရာယ်အကြီးဆုံးကတော့ဆည်ပြိုလဲနိုင်မှုပါ။မဂါဒန်တစ်ခုပြိုလဲသွားရင်အောက်ပိုင်းမြို့တွေဟာမိနစ်အနည်းငယ်အတွင်းရေအောင်မြုံနိုင်ပါတယ်။ဒီနေရာမှာအရေးကြီးဆုံးမေးခွန်းတစ်ခုထွက်လာပါတယ်။တရုတ်နိုင်ငံဟာလျှက်စစ်နဲ့ရေအတွက်ပဲဆည်ကြီးတွေတည်ဆောက်နေတာလားအမှန်တရားကဒီထက်ပိုပြီးနက်နေပြီးထင်သလောက်မယိုးရှင်းပါဘူးအနာဂတ်ကမ္ဘာမှာရေဟာရွှေထက်တန်ဖိုးရှိလာမယ်လို့ပညာရှင်များကခန့်မှန်းထားပါတယ်ရေကိုချုပ်ကင်ထားနိုင်တဲ့နိုင်ငံကစီးပွားရေးကိုထိန်းနိုင်ပြီးစိုက်ပျိုးရေးကိုထိန်းချုပ်နိုင်မဲ့အပြင်နိုင်ငံရေးအင်အားကိုပါချုပ်ကင်ထားနိုင်မှာပါဒါကြောင့်ဆည်တစ်ခုဟာလျှက်စစ်တအားပေးရုံတစ်ခုတည်းမဟုတ်တော့ပါဘူးအနာဂတ်အာဏာကိုတိုးလောင်ထားတဲ့အဆောက်အဦတစ်ခုဖြစ်လာပါတယ်ရေကိုချုပ်ကင်နေသူကကဘာကိုချုပ်ကင်နိုင်မလားဆိုတာကလည်းစိတ်ဝင်စားစရာမေးခွန်းတစ်ခုပါတရုတ်နိုင်ငံရဲ့ဆည်ကြီးတွေကိုအင်ဂျင်နီယာတွေတိစောက်ထားတာကလည်းတကယ့်ကိုချီးကျူးစရာပါဒါပေမဲ့အခြားတစ်ဖက်ကကြည့်လိုက်ရင်ဒီဆည်ကြီးတွေဟာအနာဂတ်ရဲ့အင်အားစက်ရုံတွေဖြစ်လို့နေပါတယ်ရေရှားပါလာမယ့်ကဘာမှာရေကိုထိန်းထားနိုင်နေသူကအဆုံးမှာဆုံးဖြတ်ခွင့်ကိုချုပ်ကင်ထားနိုင်ပါလိမ့်မယ်အနာဂတ်ကဘာမှာရေကိုချုပ်ကင်ထားနိုင်တဲ့နိုင်ငံကကဘာမှာအင်အားကြီးတဲ့နိုင်ငံဖြစ်လာနိုင်မလားဆိုတာကွန်မန့်လေးမှာအမြင်လေးတွေကိုမျှဝေခဲ့ပါအောင်ရှင်ထူးခြားဆက်များကြောင်ရာလေးတွေကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ကြည်ပါ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့နော်ကျမတို့ရဲ့ကြည်ပါဗီဒီယိုလေးကနေတစ်ခုခုညသွားပါစီနော်